မင်္ဂလာပါရှင်ဒီနေ့ညကဗီဒီယိုဖိုင်လေးနဲ့ပြခဲ့ပါမယ်ရှင်တိုက်နဲ့တက်ရင်အားပေးလို့ရပါတယ်လိုင်းရလည်းတက်တာတက်မရလို့ပါရှင်အထက်အနေငယ်လေးပြခဲ့မယ်နော်အကြိုက်တွေ့ရင်တော့အားပေးလို့ရပါတယ်ဒါလေးဆိုရင်ကာလာဆန်းလေးဖြစ်ပါတယ်ဒါလေးကြိုက်တယ်ဆိုရင်နံပါတ်1အနေနဲ့လာပေးပါရှင်နှစ်တရာချီအစ်စ်တွေပါနော်အော်ရာခက်တဲ့အထည်လေးတွေပါရှင်ဒါလေးကြိုက်ရင်နံပါတ်2အနေနဲ့လာပေးလို့ရပါတယ်ခဏတောင်အပြည့်ပါပါတယ်เนาะဒါကနံပါတ်3ပါခဲပေးတာကာလာလေးပါဒါလေးကနံပါတ်4ပါဒါလေးကတော့အုပ်ကျိုးအယောင်ဟိုမှာကာလာလေးရရောင်ပြီးလေးပေါ့เนาะဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်4အနေနဲ့လာလို့ရပါတယ်ရှင်ဒါလေးကတော့မရမ်းရောင်လေးပါနံပါတ်5ပါရှင်ဒါလေးကလည်းအရမ်းလာတယ်ဒီမှာပါပါတယ်ဒါလေးကနံပါတ်6ပါရှင်အဝါရောင်လေးပါဒါလေးကလေမော်တောက်တောက်ကလေးပါရှင်ဒါလေးကနံပါတ်ခေါ်ပါရှင်ဒီမော်ရောင်လေးအရင်ချစ်စရာကောင်းတယ်နော်နံပါတ်ခေါ်ပါဒါလေးကနံပါတ်10ပါရှင်ဒီထဲဆိုလို့ရှိရင်ဒီအထက်ဒီဒီဇိုင်းကအသက်ပါရှင်ဒါလေးကိုရှေ့မှာထားပြီးချုပ်လို့ရှိရင်အရင်လာတဲ့ဒီဇိုင်းလေးထွက်လာမှာပါဒါနံပါတ်9နော်ဒါလေးကနံပါတ်9ပါပန်းမစ်ကအရင်လေးပါရှင်ဒါလေးကတော့နံပါတ်10ပါအဝါရောင်လေးပါမျက်ဝန်းဒီဇိုင်းလေးခက်ပြီးထားပါတယ်ဒါလေးကြိုက်တယ်ဆိုရင်နံပါတ်10အနေနဲ့လာလို့ရပါတယ်ရှင်ချစ်စရာကောင်းတဲ့အဝါလေးပါဒါလေးကနံပါတ်7နော်ဒါလေးကနံပါတ်7ပါဒါလေးကပစိုးစီကာလာဘက်ကိုတန်းပါတယ်နံပါတ်7လို့လာပေးပါရှင်ဒါလေးကနံပါတ်7ပါနက်ပြဆူဆူလေးပါရှင်နက်ပြဆူလေးအရင်လာတယ်နော်ဒါလေးက73ပါဒါလေးကနံပါတ်73ပါဒါလေးကအနီရောင်လေးပါနံပါတ်73အနေနဲ့လာလို့ရပါတယ်ရှင်အနီဆူဆူလေးဝတ်ချင်တယ်ဆိုရင်ဒီထဲလေးဝတ်ပါနော်ဒါလေးကနံပါတ်14ပါဒါလေးကြတော့ပေရာဘက်ကိုတန်းတယ်ပေါ့နော်နံပါတ်14ပါရှင်ဒါလေးကြိုက်နံပါတ်14အနေနဲ့လာလို့ရပါတယ်ရှင်ဒါက15ပါဒီအရောင်လေးကြတော့ဟွာပေါ့စိတ်ပုတ်လေးပါဒါလေးကြိုက်တယ်ဆိုရင်နံပါတ်15အနေနဲ့လာပြီးလို့ရပါတယ်ရှင်အထက်များကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်သုံးရကန်တဲ့ပေမှာပဲဖြစ်ဖြစ်ပိုက်ပါမှာပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ဝယ်အားပေးလို့ရပါတယ်ရှင်